ဧကရိမင်းတစ်ပါးတည်ဆုံသွားခြင်းဟာတိုင်းပြည်တစ်ခုအတွက်တော့လမ်းပြမီးအိမ်တစ်ခုငိမ့်သွားတာနဲ့အလားတရံတူလှပါတယ်ပကံအင်ပါယာဟာအနာဂတ်အတွက်လမ်းပြောက်ခဲ့ရပါတယ်အမြင့်ဆုံးအောင်မြင်မှုရဲ့နောက်ွယ်မှာပြိုလဲတော့မယ်အန်ဒရေကလည်းအနီးဆုံးကိုရောက်ရှိလို့နေပါပြီသူ့ရဲ့စိတ်ထဲမှာဘာတွေရှိနေမလဲတိုင်းပြည်အတွက်စိုးရင်စိတ်လားဒါမှမဟုတ်သူ့အပေါ်မယုံကြည်ခဲ့တဲ့အရှင်သခင်အပေါ်နာကြီးချက်လားဒါပေမဲ့ကျန်စစ်သားဟာတာမန်လူမဟုတ်ပါဘူးသူဟာပကံရဲ့အနာဂတ်ကိုသူ့ပခုံးပေါ်မှာထမ်းထားရသူဖြစ်ပါတယ်ဒီချိန်မှာပဲပကိုးစားငရမကန်ရဲ့စစ်တပ်ကြီးဟာပကံကိုဥတီလာလိုက်ပါပြီစောလူမင်းရဲ့တန်ရာစိတ်ကကျန်စစ်သားကိုတစ္ဆာဖောက်လိုက်တဲ့အခါတမိုင်းဟာမျက်ရည်ကျခဲ့ရပါတယ်ကျန်စစ်သားဟာစောလူမင်းကိုထားရစ်ခဲ့ပြီးရင်နာနာနဲ့မြစ်ထဲကိုပြန်လဲခုန်ချခဲ့ရပါတော့တယ်ငဆောင်ချမ်းတိုက်ပွဲ1989ခုနှစ်ငဆောင်ချမ်းစစ်မြေပြင်ပကံရဲ့စစ်တပ်ကြီးနဲ့မွန်ဂိုတို့ရဲ့မြင်းတပ်တို့ထိတ်တိုက်တွေ့ကြပါပြီကမ္ဘာသမိုင်းမှာနာမည်ကျော်တဲ့စစ်ပွဲတစ်ခုပါ